ဒီကနေ့မတ်လ19ရက်နေ့တန်စုဇဲပွဲနေ့ရှမာတေဦးဧဝံဂေလိကျမ်းအခန်းကြီး1အခန်းငယ်16 18မှ21နဲ့24ယာကုပ်၏သားတွေကမာရိယာ၏ခင်မွန်းဖြစ်သောဂျိုးဇက်ပေရီမာရိယာမှခရစ်တော်ဟုခေါ်ခြင်းခံရသောယေရှုဖွားမြင်လာလေ၏ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းကဤသို့ဖြစ်သည်ကိုရော၏မေတော်ဖြစ်သောမာရိယာသည်ဂျိုးဇက်နှင့်ဆက်ဆက်ကြောင်းလန်းထားပြီးမှအတူမနေမီဝိညာဉ်တော်မြတ်အားဖြင့်ပရိသေတွေဆွဲလျက်ရှိသည်ကိုတွေ့ရ၏သူမ၏ခင်မွန်းဂျိုးဇက်သည်ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်သည်နှင့်အညီသူမအားအဆက်တကွဲမဖြစ်စေလိုသောကြောင့်တိတ်တဆိတ်စွန့်ခွာမည်ဟုရည်ရွယ်ခဲ့၏သို့တော်သူသည်ထိုသို့ကြံစီနေခိုက်တွင်ထာဝရဘုရားသခင်ကောင်းကင်တမန်တော်သည်သူအားအိမ်မက်၌ထင်ရှားပြလျက်ဆိုသည်မှာဒါဝိဒ်သားဂျိုးဇက်မာရိယာကိုတင်းဇနီးအဖြစ်ထိမ့်သိမ်းဆောက်ရှောက်ရန်မကြောက်ရွံ့လေနှင့်အကြောင်းမူကားသူမ၏ဝမ်းထဲ၌ဆွဲသောပရိသေတွေမှာဝိညာဉ်တော်မြတ်အားဖြင့်ဖြစ်ပေါ်လာခြင်းဖြစ်၏သူမသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်သင်သည်သူ၏အမည်ကိုယေရှုဟုမှဲ့ခေါ်ရလိမ့်မည်အကြောင်းမူကားသူသည်မိမိလူမျိုးကို၎င်းတို့၏အပြစ်များမှကယ်ချွတ်မည်သူဖြစ်သောကြောင့်ပေရီဟုမိန့်ဆိုလေ၏ဂျိုးဇက်သည်အိပ်ပျော်ရာမှနိုးလာသောအခါထာဝရဘုရားသခင်ကောင်းကင်တမန်တော်မိန့်မာခဲ့သည့်အတိုင်းပြုလုပ်၍သူမကိုမိမိဇနီးအဖြစ်ထိမ့်သိမ်းစောင့်ရှောက်လေ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်းတန်စုဇေဟာအသင်းတော်ကြီးတစ်ခုလုံးကနေအထူးအားကိုးရတဲ့ဖခင်ကြီးတစ်ပါးပဲဖြစ်ပါတယ်Saint John Paul II Guardian of the Redeemer ကယ်တင်ရှင်ရဲ့ပုတ်ထိန်တော်ဆိုတဲ့နှိုးဆော်စာမှာတန်စုဇေကိုတထူးတခြားဆက်ကပ်ပြီးပူဇော်ရေးသားထားတာကိုတွေ့ရပါတယ်ဒီယဟန္တာဒေဂာနီအချိန်ဒေဂာနီနာယီကိုဖြတ်တန်းတဲ့အချိန်မှာလည်းပဲတန်စုဇေရဲ့အကူအညီကိုရရှိခဲ့တယ်လို့ဆိုပါတယ်တန်စုဇေဟာကယ်တင်ခြင်းသမိုင်းမှာအခြေခံကြအရေးကြီးတဲ့ကဏ္ဍကိုလှုပ်ရှားဆောင်ရွက်ခဲ့ရတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်အထူးသဖြင့်ဂျုဒရဲ့အမျိုးအနွယ်ဒါဝိဒ်ရဲ့အမျိုးအနွယ်အဖြစ်သခင်စုကိုအတည်ပြုနိုင်ကြွေးကြော်နိုင်မှုအတွက်တန်စုဇေကဏ္ဍဟာအရေးပါခဲ့ပါတယ်ရှင်မသက်ကျမ်းမှာတန်စုဇေကိုဖော်ပြထားတဲ့အတိုင်းပဲဗက်သလဟေမြို့မှာသခင်စုမွေးဖွားတဲ့အခါခန်းကြီးနဲ့ခန်းငယ်1ကနေ6အီဂျစ်ကိုထွက်ပြေးရတဲ့အခါနာဇရက်မှာပြန်လည်ပြီးဆင်းရဲသားဘဝနဲ့အခြေချတဲ့ဒီဘဝတစ်လျှောက်လုံးမှာသူ့ရဲ့ကဏ္ဍဟာအရေးကြီးလာပါတယ်အာဗြဟံရဲ့ယုံကြည်တဲ့မျိုးနွယ်အဖြစ်အာဗြဟံရဲ့ယုံကြည်ခြင်းမှာပါဝင်တဲ့အမွေစားအမွေခံဖြစ်မေတော်နဲ့အတူတူဖော်ပြခြင်းခံရတာကိုတွေ့ရပါတယ်ဖခင်ဟာသူ့ရဲ့ဘဝဖြစ်စေနိုင်ကိုလမ်းညွှန်နေတယ်နားမလဲတော့လည်းပဲမထင်ရှားတော့လည်းပဲဖခင်လမ်းညွှန်တဲ့အတိုင်းရိုးရှင်းစွာဘာစကားမှမပြောပဲယုံကြည်ခြင်း၌ရှောက်လန်းနေတဲ့ဆိုတဲ့အချက်တွေဟာတန်စုဇေထူးခြားချက်ပဲဖြစ်ပါတယ်သူ့ရဲ့ကြီးမြတ်မှုဟာသူ့ရဲ့နှိမ်ချခြင်းကြောင့်ဖြစ်ပါတယ်သူ့ရဲ့မထင်မရှားဘဝကြောင့်ပဲဖြစ်ပါတယ်ဒီနေ့ခေတ်ဒီနေ့အခါမှာလူသိထင်ရှားကြော်ကြားဖို့ဆိုတာဟာတခုတည်းသောဘဝရဲ့တန်ဖိုးအဖြစ်လူများမရမကအသေးအံလိုက်ရှာဖွေနေကြတဲ့အချိန်မှာတန်စုဇေဟာကျွန်တော်တို့အတွက်စံနမူနာမကပဲအာကိုအာဓာပြုရာဖခင်ကြီးတစ်ပါးပဲဖြစ်ပါတယ်နှိမ်ချခြင်းရှိဖို့လူမသိတာအရေးမကြီးဘူးလူသိတာအရေးမကြီးဘူးထင်ရှားကြော်ကြတာအရေးမကြီးဘူးဖခင်ကိုအစေခံဖို့ဒီလိုစိတ်ဓာတ်မျိုးဟာသာလျှင်အတွင်းသက်ငြိမ်သက်ခြင်းရတယ်ဆိုတဲ့အချက်တွေကိုပို့ပြီးလက်ခံလာကနှိမ်ချခြင်းနဲ့ပုံရှိုးကွယ်ရှိုးလူမသိသူမသိအစေခံခြင်းကိုပို့ပြီးမျက်နှိုးလာဖို့အတွက်လမ်းပြနေတဲ့ဖခင်ကြီးတစ်ပါးပဲဖြစ်ပါတယ်နှိမ်ချခြင်း၌တော်၎င်းလူမသိသူမသိမထင်မရှားဘွား၌တော်၎င်းသူဟာဖခင်ရဲ့အစေခံကိုအစေကိုခံခဲ့တာဖြစ်ပါတယ်သစ္စာရှိတဲ့ငယ်သားကောင်းဖြစ်တယ်လို့ရိုးရှင်းတဲ့သူလည်းဖြစ်တယ်သူ
သူ့ဘဝအသက်ရှင်နေထိုင်တဲ့နေရာမှာအိန္ဒြေတိတ်ခါရှိနေထိုင်အသက်ရှင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်မိခင်နေဖခင်နေအိမ်အောင်စုများကနေပြီးတော့အားကိုးရမယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်အလုံးသမားတွေအားကိုးရမှာဖြစ်တယ်ယဟန်တန်ဃာတော်တွေအားကိုးရမယ့်ပုဂ္ဂိုလ်ဖြစ်တယ်သူတော်စင်များမိမိကိုယ်တို့ဆက်ကပ်ထားတဲ့သူတို့ရဲ့ဂရိပေးထားတဲ့ဆင်းရဲခြင်းနာခံခြင်းဖြူစင်ခြင်းစတဲ့ဂရိသစ္စာ၃ပါးကိုစောင့်ထိန်ရမှာလည်းပဲအထူးမိုင်းမာတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်ဘဝနေ့စဉ်နေ့တူဘလှူရှားနေတဲ့ဘဝမှာလည်းပဲအခက်အခဲရှိတဲ့အချိန်ဘာမှမျှော်လင့်ချက်အကန့်အလန့်မရှိတော့တဲ့အချိန်မှာတန်ဆူစေဟာဖခင်တပါးကဲ့သို့အနီးနားမှာရှိတယ်ဆိုတာကိုလည်းပဲယုံကြည်ပြီးအားကိုးခြင်းအဖြစ်သူ့ရဲ့လက်တွေ့ကြတဲ့အကူအညီတွေကိုလည်းပဲရယူဖို့ကျွန်တော်တို့ကြိုးစားမှဖြစ်ပါတယ်သူဟာတကယ်လည်းပဲအကူအညီပါတယ်ဆိုတာကိုကျွန်တော်တို့လက်တွေ့သိရှိကြပါတယ်အားကိုးကြပါတယ်လုပ်ငန်းတွေကိုလည်းပဲအနံ့ထားကြပါတယ်ပညာရေးလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းတခြားသောသာသနာလုပ်ငန်းများကိုလည်းသူ့စီမှာဆက်ကပ်အနံ့ထားကြမှာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီကနေ့အချိန်မှာလည်းပဲသူ့ရဲ့အကူအညီရဖို့သူကဲ့သို့မေတော်နဲ့တားတော်ယေရှုရဲ့နှစ်သိမ့်ညွန်ရဖို့အတွက်သူ့ကိုအနံ့ထားမှာဖြစ်ပါတယ်နောက်ဆုံးမှာတော့အသင်းတော်ကြီးတစ်ခုလုံးကလည်းပဲသူ့ကိုအနံ့ထားတယ်မေတော်နဲ့သူ့ရဲ့သားတော်ကိုစောင့်ရှောက်ထိန်းသိမ်းခဲ့တဲ့ပုဂ္ဂိုလ်အဖြစ်လက်ရှိခရီးပြုနေတဲ့အသင်းတော်ကိုလည်းပဲတန်ဆူဆဲလက်ထဲမှာအနံ့ထားတယ်ဆိုတာကိုယုံကြည်ရင်းနဲ့တန်ဆူဆဲကိုတနေ့တခြားပုံမှုပြီးအတူယူနိုင်ကအတွင်းသက်ငြိမ်သက်ခြင်းကိုရှာဖွေကြမှာလည်းပဲဖြစ်ပါတယ်နောက်စဉ်းစားထောက်ရှုချက်တစ်ခုအနေနဲ့ဒီနေ့ခေတ်မှာ Sleeping Joseph လို့ခေါ်တဲ့ရုပ်တုလေးတွေတွေ့ရပါတယ်ဒါဟာတန်ဆူဆဲရဲ့ယုံကြည်ခြင်းကိုဖော်ပြနေတဲ့ရုပ်တုတွေပဲဖြစ်ပါတယ်တောင်းမဲ့တယ်ကိုယ်နဲ့မဆိုင်သလိုနေတယ်စိတ်မပူပန်တတ်တဲ့လူမျိုးမဟုတ်ဘဲဖျားသခင်ရဲ့အလိုတော်တိုင်းအရာအလုံးဟာသူ့အစီအစဉ်နဲ့သူရှိတယ်ဆိုတဲ့အချက်ပေါ်လုံးလုံးရရယုံကြည်တဲ့စိတ်နဲ့အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာတန်ဆူဆဲပဲဖြစ်ပါတယ်ဒါကြောင့်ညွှန်ကြားချက်အတိုင်းဘာမှစောရကတက်ချင်းပြန်ပြောခြင်းမရှိပဲတသွေမသိလိုက်နာခဲ့တယ်ဘာမှပြောဆိုခြင်းမရှိပဲတသက်တာလုံးသခင်စုကိုသူတတ်နိုင်သမျှပြုစုကျွေးမွေးဆောက်ရှောက်ခဲ့တယ်နေ့စဉ်သူများတွေ့ခဲ့သို့တာမန်အခြေအနေမှာရုန်းကန်လှုပ်ရှားခဲ့ကြရတယ်တိုင်းပြည်ကနေထွက်ပြေးတဲ့ဒီကြမ်းတမ်းတဲ့ဘဝအတွေ့အကြုံများကိုလည်းတွေ့ကြုံရတော့ညာလည်းပဲဖျားသခင်မှာယုံကြည်ခြင်းပြည့်ခြင်းမျိုးမရှိပဲစောရကတက်ခြင်းမျိုးမရှိပဲယုံကြည်ခြင်း၌တည်မြဲခဲ့တဲ့ပုဂ္ဂိုလ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်သူ့ရဲ့ယုံကြည်ခြင်းကိုလည်းပဲအတူယူကြမှာလည်းပဲဖြစ်ပါတယ်Saint Joseph pray for us